Hallelujah ဂျွန်လနော်8 ရက်နေ့မှာတော့ပင်တေကုတ်တဲ့နေ့ဖြစ်တယ်လို့ဘာဒီတရက်နဲ့8ရက်ကိုပြောမှာဖြစ်တယ်တရက်နေ့မှာတော့ပင်တေကုတ်တဲ့နေ့ပဲဖြစ်စီပါဒုတိယနေ့မှာပါလေကလေးငယ်များနေ့ဖြစ်တယ် Children Day ကလေးငယ်တခင်ယေရှုခရစ်တော်ကဒီနေ့ကျွန်တော်တို့အားလုံးကိုသူငယ်တို့ငါထံလာပါစေဘာဖြစ်လဲပြစ်မထားပါနဲ့ကလေးငယ်များနေဖြစ်တယ်ဘုရားသခင်ကသူငယ်တို့အားလုံးကိုချစ်တယ်လို့ကလေးငယ်တွေသုံးတို့ကိုမြပျက်စီးဖို့အလိုတော်မရှိဘူးဒါကြောင့်သခင်ယေရှုကဒီသက်ဆိုင်လက်တဲ့အခါမှာတရားဟောတဲ့အခါမှာပင်ပန်းတဲ့ချိန်မှာလူတွေကကလေးတွေခေါ်လာပြီးတော့ကောင်းချီးပေးဖို့အတွက်ယေရှုထံလာတဲ့အခါမှာပေတရုတို့ကတားတယ်မလာနဲ့ငါတို့သခင်ပင်ပန်းနေပြီငါတို့သခင်ဒီနေ့အလုပ်လုပ်ရတာပင်ပန်းနေပြီဒီကလေးတွေကိုထားခဲ့ပါလို့ပြောတာဖြစ်တယ်ဒါပေမဲ့ယေရှုကဘာလို့သူငယ်တို့ငါထံလာပါစီတဲ့မစီတားပါနဲ့တဲ့ကောင်းကင်နိုင်ငံကသူတို့ရဲ့နိုင်ငံဖြစ်ပါတယ်သူငယ်ကဲ့သို့မပြောင်းလဲရင်ကောင်းကင်နိုင်ငံမဝင်ရဘူးကျွန်တော်တို့စိတ်တွေရပါလို့စိတ်တွေလေကလေးသူငယ်ကဲ့သို့စိတ်တွေရှိမှသာလေကောင်းကင်နိုင်ငံဝင်ရမယ်ကလေးသူငယ်များနေမှာ Happy Children's Day ဖြစ်တဲ့အတွက်ကြောင့်ကလေးငယ်တွေအားလုံးကိုဖျားခင်ကောင်းချီးပေးပါစေပင်တေကုတ်တဲ့နေ့မှာတရှင်တော်ကျွန်တော်ဖျားတဲ့တဲ့ကိုဆက်လက်ကောင်းချီးပေးလေဒီနေ့ဒီဂျွန်လဒုတိယပတ်ဒီကလေးငယ်များနေ့ကိုလည်းဖျားခင်ဆက်လက်ကောင်းချီးပေးလေဒီကလေးငယ်တွေအားလုံးရဲ့တတာတွေမှာကျွန်တော်တို့နှုတ်ပတ်တော်ထဲမှာတင်ယူရမယ်နော်အရာတွေများကြီးရှိတယ်ဟောဘုရားရဲ့အတန်ကိုကြားတဲ့ကလေးတွေရှိပါတယ်တတာတွေမှာနော်ဟာနာရဲ့သားကသူမွေးတဲ့အချိန်မှာ prophet ထံမှာသူထားခဲ့လိုက်တဲ့အချိန်မှာဒီကလေးကဘုရားရဲ့အတန်ကိုအမြဲတမ်းကြားတယ်ဘုရားတမန်သူမသိဘူးဒါပေမဲ့ဒါဘုရားတမန်လို့ prophet ကပြောတဲ့အခါမှာသူ့တတမှာမဖြစ်ပါလေအံ့ဩဖွယ်ရာဘုရားရဲ့တုထီခြင်းဘုရားရဲ့ခေါ်ခြင်းဘုရားစကားပြောခြင်းကိုဒီကလေးလေးကကြားတာဖြစ်တယ် prophet ထံမှာနေတယ်ယေဘရဟိတ်ထံမှာနေတယ်ယေဘရဟိတ်တဲတော်မှာလုပ်တယ်ဒါပေမဲ့သူဘုရားစကားပြောတာကိုသူမသိဘူးဒီနေ့ယေဘရဟိတ်ကပြောတယ်ဘုရားကစကားပြောနေတယ်ဒီနေ့ကလေးတွေအားလုံးကိုဘုရားကစကားပြောပါတယ်သခင်ယေရှုခရစ်တော်ဒီသားဆိုင်လက်တဲ့အချိန်မှာလေကလေးတွေအများကြီးယေရှုတော်ကိုလိုက်ကြတာဖြစ်တယ်မမိတယ်နော်မောင်ငါးလုံးနဲ့ငါးနှစ်ကောင်ရဲ့ပုံမြင်လေးမှာယေရှုကဒီနေ့လူ9000ကိုကျွေးဖို့ရအတွက်ကျွေးစရာဘာမှမရှိတော့ဘူးဒိနာရီအပြား100မကအဖိုးတိုက်မယ်လို့ပြောတဲ့အချိန်မှာကလေးတူကပြောတယ်အမေကသူ့ကိုစားစရာပေးလိုက်တယ်တဲ့မောင်9လုံးနဲ့9နှစ်ကောင်တဲ့သခင်ကိုပေးတယ်ယေရှုထံကိုအပ်နှံလိုက်တယ်ယေရှုကိုပေးတဲ့အခါမှာဒီမောင်9လုံးနဲ့9နှစ်ကောင်ပဲလေလူ9000ကိုကျွေးပြီးတော့ပိုးရှမ်းစေတာဖြစ်ပါတယ်ဖျားရှင်နာမတိုင်ပုံချပါစေနော်အဲကြောင့်ဒီနေ့ဒီကလေးငယ်လေးရဲ့သူ့ရဲ့ဆွလွန်ခြင်းအနိနာခံခြင်းပေးဆက်ခြင်းနာခံခြင်းကြားခြင်းမြင်ခြင်းတည်ခြင်းတွေအားလုံးကအပေါ်ယံတက်မဟုတ်ပါဘူးသူသခင်စကားကိုကြားပါတယ်သခင်စကားကိုကြားပါတယ်သခင်ထံကိုလာပါတယ်သခင်ကိုမျှော်ကြည့်ပါတယ်သခင်ထံမှာသူသုံးဝင်ခြင်းကြတဲ့အခါမှာနမိတ်လက္ခဏာများကြီးမြင်ရတာဖြစ်ပါတယ်နော်အဲ့တော့ဒီကလေးငယ်တွေအားလုံးကိုလည်းခေါ်ပါပေးခြင်းတယ်ငါကလေးလေးပဲငါငယ်နေတာပဲငါ9နှစ်ပဲရှိသေးတယ်6နှစ်ပဲရှိသေးတယ်9နှစ်ပဲရှိသေးတယ်10နှစ်ပဲရှိသေးတယ်ဆိုပြီးတော့ social media မှာမဟုတ်တာတွေမလုပ်ဘဲနဲ့နှုတ်ကပတ်တော်ထံကိုသွားပါနှုတ်ကပတ်တော်ရဲ့အတန်ကိုကြားပါကလေးတွေစွတောင်းတန်ကိုဘုရားသခင်ကနားထောင်တာဖြစ်တယ်နော်ယောနာထဲမှာပြောထားတယ်နောင်ကာလမှာလူကြီးလူငယ်ကလေးတွေပေါ်မှာတန်ရှင်သောဝိညာဉ်တော်ကဆင်းလာပြီးတော့ဒီကလေးတွေအားလုံးကအနတ်တိတ်ပဲကိုမြင်ပြီးတော့ဘုရားသခင်ကိုအကြောင်းကိုပုံနာလိုက်မယ်နော်ဒီနေ့သခင်ယေရှုထံကိုလာတဲ့ကလေးတွေအားလုံးကိုသခင်ယေရှုကကောင်းချီးပေးတာဖြစ်တယ်ဒီနေ့တစ်ထံကိုလာတဲ့ကလေးတွေအားလုံးကောင်းချီးပေးပါဒီတို့တဲ့ကလေးတွေကောင်းချီးပေးပါမိဘမဲ့ကလေးတွေကောင်းချီးပေးပါရှစ်ဆောင်နေတဲ့ကလေးတွေကိုမာစာထောက်ပံ့ပါဒုက္ခရောက်ကြေကွဲနေတဲ့ကလေးတွေကိုကူညီပါဒီနေ့ဒီကလေးတွေကိုပြစ်မထားပါနဲ့เนาะကျွန်တော်တို့တနိုင်တဲ့ဘက်ကနေပြီးတော့ထောက်ပံ့ကူညီမာစာဖို့အလုံးပဲရေးကြည့်တာဖြစ်ပါတယ်အဲဒါဓမ္မမျိုးစေယုံကြည်သူများသင်တို့ရဲ့တရားထဲမှာဘုရားသခင်ရဲ့နည်းနည်းချင်းတွေကိုသိနာတဲ့စလို့ပဲဒီနေ့တင့်အားဖြင့်တင့်ရဲ့မိသားစုကလေးငယ်တွေအားလုံးပါလေခရစ်တော်ရဲ့သတင်းစကားကနော်ကြားနာပြီးတော့ဒီကလေးတွေအားလုံးပြောင်းလဲဖို့လိုချင်တာဖြစ်တယ်ဓမ္မမျိုးစေယုံကြည်သူများခင်ဗျာဒီနေ့ကလေးငယ်ကနေဖြစ်တော့ကြောက်နော်ဒီကလေးသူငယ်တွေအားလုံးကိုလည်းကျွန်တော်ဆောင်းရှောက်ပါကွဲကာပါမာစာပါဒီကလေးတွေအားလုံးကနော်ကျွန်တော်တို့ဒီနေ့မိဦး
မိခင်ဖခင်တွေရဲ့ဆရာဖြစ်ခြင်းကျွန်တော်တို့ရဲ့မာယွန်းစွာပြောဆိုခြင်းအဖြစ်ဒီကလေးတွေမှာများစွာအကျိုးထည့်ရတာဖြစ်တယ်ဒါကြောင့်ဒီနေ့လောကမှာchild development child management ကလေးတွေကိုဘယ်လိုသင်ရမလဲကလေးတွေကိုဘယ်လိုဥဆောင်အောင်လဲဆိုတာတွေကိုတော့တိမ်တန်းချီဒေါ်လာနဲ့ကိုပေးတင်နေရတဲ့အချိန်ဖြစ်တယ်။ဘာကြောင့်လဲဒီကလေးတွေတုံတင်မှုအရန်အရေးကြီးတာဖြစ်တယ်။နော်ဖြစ်ခါဆန်နေစကူမှာလည်းဆရာမတွေကကနေချင်းမရဘဲနဲ့ကလေးတွေကိုမတင်ပါနဲ့ဆန်နေကူဆရာတွေလည်းကနေချင်းမရဘဲနဲ့ကလေးတွေကိုမတင်ပါနဲ့ကျွန်တော်ဒီကလေးတွေကိုတင်တာအရန်ပဲတန်ဖိုးကြည့်တာဖြစ်ပါတယ်။ဒီကလေးငယ်တွေကအနာဂတ်မှာပါလဲတိုင်းပြည်မှာခေါင်းဆောင်နေဖြစ်မယ်။ကျမရဲ့လူမှုရေးစီးပွားရေးပညာရေးမှာခေါင်းဆောင်နေဖြစ်မယ်။သူ့ကိုကျွန်တော်ဝေထုတ်တင်ပေးတဲ့အတွက်ကြောင့် Sunday School တင်တဲ့ဆရာဆရာမတွေမူဂျိုတင်တဲ့ဆရာဆရာမတွေအလုံးပင်အရေးကြီးပါတယ်။တန်ဖိုးမဲ့အချင်းကြီးကျွန်တော်ပတ်သက်ရဖို့အတွက်ပဲကလေးတွေရှိရမူဂျိုတင်နေတာမဟုတ်ပဲနဲ့ကိုဖိရင်ဖိဒီကလေးတွေဟာအနာဂတ်မှာတကူကြီးမဲ့သူတွေတန်ဖိုးကြီးတဲ့သူတွေအရေးချင်းရှိတဲ့သူတွေဆိုတာကျွန်တော်သိပြီးတော့ဒီနေ့ကလေးငယ်ကနေမှမှန်ကန်စွာကျွန်တော်သင်ကြားပို့ချနိုင်တော့သူမဖြစ်ဘူးအတွက်အားပေးခြင်းနဲ့เนาะဒီကလေးငယ်တွေကောင်းစွာနှုတ်ခေါ်တော်နဲ့တုံသင်ပေးပါခေါင်းဆောင်ရင်းနေတယ်เนาะအဲ့ဒါဒီနေ့တခင်ယေရှုရဲ့နှုတ်ကပတ်တော်ဝင်ကားတဲ့ဒီဒေသဆိုင်လက်နေတဲ့အချိန်ထဲမှာကလေးငယ်တွေကတောက်လျှောက်လိုက်တယ်။ဘာကြောင့်လိုက်လေလို့မေးတဲ့အခါမှာဒီနေ့ကိုရောကိုတွေ့ခြင်းနဲ့ကိုရောအတန်ကိုကြားတယ်ကိုရောထံမိသားဖွဲ့ခြင်းနဲ့ကိုရောရဲ့เนาะမေတ္တာကိုသူတို့စာငတ်တာဖြစ်တယ်เนาะဒါကြောင့်ဒီနေ့ကလေးငယ်တွေကိုလည်းသွားထင်မသေးပါနဲ့တန်ဖိုးကြီးပါတယ်သူထဲမှာကိုရောစွန့်ရင်ထည့်ထားတယ်ဖျားဖန်ဆင်းထားတဲ့အတိုင်းသူထဲမှာစွန့်ရင်ကြီးနေတယ်ဒီကလေးငယ်တွေကအနာဂတ်တွေသူတို့တရားတွေမှာတန်ဖိုးကြီးတယ်အရေးချင်းရှိတယ်တာဝိဘုရားသခင်ကပုံတရနဲ့အညီဖန်ဆင်းထားတဲ့ကလေးတွေဖြစ်တဲ့ကြောင့်ကျမ်းစာထဲမှာလည်းเนาะ prophet တွေမှာတပည့်ခံတဲ့ကလေးတွေအားလုံးကဘုရားတန်ကိုကြားသလိုပဲဓမ္မသက်ကာလထဲမှာလည်းသူငယ်တွေအားလုံးကယေရှုနာကိုလိုက်တယ်သခင်ယေရှုရဲ့ငယ်ငယ်လေးရဲ့ချိန်မှာသူဒီဗိမာန်တော်တရားစရာမှာတရားစကားကိုနားထောင်နေဒီနေ့ကလေးငယ်တွေကျွန်တော်တို့ဒီနေ့ဘာလုပ်နေကြလဲဘယ်အတွက်အချိန်ကုန်နေကြလဲနော်လောကကြီးတဲ့အချိန်ကုန်ဘုရားအတွက်အချိန်မပေးကြဘူးနော်ကျွန်တော်တို့ဘုရားအတွက်အချိန်ပေးပါဘုရားကိုကျွန်တော်တို့မှန်ကန်စွာဆွတောင်းတတ်ဖို့မိဘတွေတင်ပေးပါကျမ်းစာဖတ်ဖို့ဆွတောင်းဖို့နော်ငယ်လေးကနော်မာရီလီဟေခင်တို့ Joyce မာယာတို့ကသူ့ရဲ့မိခင်တွေကငယ်လေးကတည်းကသူတို့တင်တဲ့ခါမှာသူတို့အသက်ကြီးတဲ့ခါမှာဒီနှုတ်ကပတ်တော်ဘာထဲမှာပြည့်ဝနေတယ်တိမောသေလေးကိုကြည့်ပါသူ့ဖွားတိမောသေကိုဗာတင်ပေးတယ်ရွှေငွေတွေမပေးဘူးနော်ပညာတွေမပေးဘူးနှုတ်ကပတ်တော်ကိုပေးတယ်အဖွားထံကနေယုံကြည်ခြင်းရတယ်တိမောသေဟာနော်ယုံကြည်ခြင်းကိုပေးရမယ်ဖခင်ကိုဘယ်လိုယုံကြည်ရလဲဖခင်ကိုဘယ်လိုဆုတောင်းရလဲဖခင်သခင်နဲ့ဘယ်လိုသွားလာရလဲဆိုတာကျွန်တော်တို့တော့အဖိုးဘွားတွေမိခင်ဖခင်တွေခေါင်းဆောင်တွေသာသနာဝန်ထမ်းတွေခရစ်တော်အတွက်အစီခံတဲ့သူတွေအားလုံးကဒီလိုမျိုးလှုပ်ဆောင်နေတဲ့စိတ်နှလုံးသားမျိုးရှိဖို့ကျွန်တော်တို့တတ်မှလိုတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကလေးသူငယ်များနေ့မှာကလေးတွေကိုကျွန်တော်တို့ကောင်းမွန်စွာတုံ့တင်ပါကောင်းမွန်စွာလမ်းပြပါကျွန်တော်တို့ကသူတို့အတွက်အကောင်းဆုံးသောနော်လမ်းပြတွေဖြစ်ပါတယ်ကျွန်တော်တို့မှားသွားတယ်ဆိုရင်ဒီကလေးတွေအားလုံးလည်းပျက်စီးသွားမှာဖြစ်တယ်ဒါကြောင့်အလွန်ပင်ရေးကြီးပါတယ်ကျွန်တော်တို့နေတာထိုင်တာကျွန်တော်ပြောဆိုတာတွေအားလုံးကသူတို့ရဲ့ image တွေဖြစ်တယ်နော်သူတို့တွေရဲ့လက်ဦးဆရာတွေဖြစ်တယ်မိဘတွေဒါကြောင့်ကျွန်တော်တို့အသင်းတော်မှာရှိတဲ့သင်းဦးဆရာတွေနော်သာသနာပြုတွေအမှုတော်ဆောင်တွေကျွန်တော်တို့ဘသူကိုမှကျွန်တော်တို့ကြောသားရင်တာမခွဲခြားပါနဲ့ကလေးတယောက်ရဲ့ဝိညာဉ်ကလည်းလူကြီးတယောက်မှာရှိတဲ့ဝိညာဉ်အတိုင်းပဲဒီလိုပဲလူတိုင်းမှာတန်ဖိုးရှိတယ်ဆိုတာသိပြီးတော့ဒီကလေးသူငယ်များနေမှာကျွန်တော်ရှိတဲ့နေရာမှာကလေးငယ်တွေအားလုံးအတွက်တန်ဖိုးရှိတဲ့ခေါင်းဆောင်တွေမိဘတွေလူအဖွဲ့အစည်းအတိုင်းဝိုင်းနေဖြစ်ပါစေလို့ဒူလော့ Church Mission ကျမ်းစာကနေအားပေးချင်တာဖြစ်ပါတယ်Church ဘက်ကနေပြီးတော့ပြောပြချင်တာနော်ဆုတောင်းခံချက်တွေအားလုံးကိုပြပနိုင်တယ်ကျောင်းရဲ့ Viber ဖုန်းနံပါတ်တုံးကြကို43159528ကနေလည်းကျောင်းကိုဆက်သွယ်နိုင်တာဖြစ်ပါတယ်ဒူလော့ Church Mission ဒူလော့သာသနာကနေခေါ်အားပေးနေတယ်ကျောင်းလေးစာကတော့သင်္ကန်းကျွန်းစံပြစေရန်ကုန်မြန်မာပြည်ဖြစ်ပါတယ်အားလုံးကိုဘုရားသခင်ဆက်လက်ကောင်းချီးပေးပါစေသင်တို့တရားတွေမှာဘုရားသခင်ရဲ့ကျေးဇူးပြုနာတော်ခံစားလျက်ခေါင်းဆောင်ကောင်းတပည့်ကောင်းဆရာကောင်းတပည့်ကောင်းမိဘကောင်းသားသမီးကောင်းတွေဖြစ်စေလျက်တာ၍ဘုရားသခင်ကောင်းကြီးခံရပါစေလို့အားပေးချင်တာဖြစ်ပါတယ်အာမင်